ဗုဒ္ဓဘောဓယတိတိတံတော်ယောဓမ္မထာယသံသမ္မထာယတံတော်ဓမ္မံတိနောဝဒရဏာယသံနေဗုဒ္ဓနိဗ္ဗာနထာယတံလောကတရဏနမေယောဗုဒ္ဓတပ္ပညုဗုဒ္ဓမိယသည်လောကထောတွင်တို့တွေကိုယ်ဝယ်နေကြသည်အကျင့်ပြရှင်ကိုတော်မြတ်ကြီးသည်ဗုဒ္ဓဝသစ္စာလေးပါးမြတ်တရားကိုပြတ်သားထင်ထင်ကိုတော်တိုင်းသိမြင်တော်မူပြီးသည်ဖြစ်၍သာလျှင်ဘောဓာယသဗျမ္မာနတ်လူသုံးပုံလူတို့ကိုယ်တို့မကျင်သိပါသေးခြင်းအကျိုးငှာလည်းပဲဓမ္မံဒေတိတိသစ္စာလေးပါးမြတ်တရားကိုတဏှာညတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝကုဏိကိုယ်နှုံနှလုံးသုံးပါးပိုင်ပိုင်ကိုတော်တိုင်းယဉ်ကျေးတော်မူပြီးသည်ဖြစ်၍သာလျှင်ဓမ္မထာယသဗျမ္မာနတ်လူသုံးပုံလူတို့ကိုယ်တို့မကျင်ယဉ်ကျေးပါသေးခြင်းအကျိုးငှာလည်းပဲဓမ္မံဒေတိတိသစ္စာလေးပါးမြတ်တရားကိုတဏှာညတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝကိလေသာဝအပုကတိန်ကိုတော်တိုင်းအိငိမ့်တော်မူပြီးသည်ဖြစ်၍သာလျှင်ဓမ္မထာယသဗျမ္မာနတ်လူသုံးပုံလူတို့ကိုယ်တို့မကျင်ကိလေသာအပုကင်းငိမ့်ပါစေခြင်းအကျိုးငှာလည်းပဲဓမ္မံဒေတိတိသစ္စာလေးပါးမြတ်တရားကိုတဏှာညတာဟောကြားတော်မူခဲ့ပါပြီတိန်နောဝဩဃလီကံကရကျမ်းကိုဒလန်ထုတ်ကြောက်ကိုတော်တိုင်ကုမြောက်တော်မူပြီးသည်ဖြစ်၍သာလျှင်တရဏယသဗျမ္မာနတ်လူသုံးပုံလူတို့ကိုယ်တို့မကျင်ကုမြောက်ပါသေးခြင်းအကျိုးငှာလည်းပဲဓမ္မံဒေတိတိသစ္စာလေးပါးမြတ်တရားကိုတဏှာညတာဟောကြားတော်မူခဲ့ပါပြီနေဗုဒ္ဓဝကိလေသာပဋိနိဗ္ဗာန်ကိုတော်တိုင်ဝန်ဆံတော်မူပြီးသည်ဖြစ်၍သာလျှင်နိဗ္ဗာန်ယသဗျမ္မာနတ်လူသုံးပုံလူတို့ကိုယ်တို့မကျင်ကိလေသာပဋိနိဗ္ဗာန်ဝင်ပါသေးခြင်းအကျိုးငှာလည်းပဲဓမ္မံဒေတိတိသစ္စာလေးပါးမြတ်တရားကိုတဏှာညတာဟောကြားတော်မူခဲ့ပါပြီလောကတရဏံကာမရူပအရူပဟုဘဝသုံးပါးအာထကြီးညိုမိခိုရာအစစ်ဖြစ်တော်မူသောတံဗုဒ္ဓံတပ္ပညုဗုဒ္ဓအမိယသည်လောကထုတ်တင်တို့ဘုရားရှင်ကိုတော်မြတ်ကြီးကိုနမေနမမကိုယ်နှုံနှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကတော်ရွကျိုးရှိခိုးဥညွှန်လိုက်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရား